မင်းစားရမ်းမိန်နဲ့ကောလခါတီတုတ်လေးလှုပ်ရှားရအောင်နော်အစိမ့်တုတ်လေးပါဒါတွေကတော့လှုပ်ရှားကြမယ်နော်ကဲအတီနဲ့အတူတူလှုပ်ရှားကြရအောင်ကောလခါတီကိုဒီလိုမျိုးချေယူမယ်နော်ပြီးရင် carrot တစ်လုံးရောလိုက်မယ်ချလကာရင်နဲ့စားထည့်ပြီးမှဒီလိုမျိုးနေပေးပြီးမှခဏလေး10မိနစ်လောက်စိမ်ထားမယ်နော်ပြီးရင်ရေဆေးပြညစ်ယူရေပြန်ညစ်ယူထားတာမှအများကြီးလောက်ထားတာနည်းနည်းပဲရသွားတယ်ချက်သွန်ဖြူနဲ့ငရုတ်တီးကိုစားထည့်ပြီးမှထောင်းထားပါတယ်ဒါမေဘေးဆန်ထောင်းပါချက်သွန်နီနနန်ပြင်းအချင်းဒါတွေထည့်ပြီးတုပ်စားမယ်နော်ချက်သွန်ဖြူနဲ့စားထောင်းထားတာချက်သွန်နီမေဘေးဆန်လောထောင်းချက်သွန်နီချက်သွန်ဖြူစီချက်တာတမ်ပြတီညစ်ထဲမှာစားကတော့ကျွန်မမယုတ်တီထောင်းထဲမှာထည့်ထားတဲ့အတွက်ကြောင့်မလို့ထပ်မထည့်တော့ဘူးအချုံမုတ်ကြိုက်တဲ့လူတွေထည့်စားလို့ရပါတယ်ပြီးရင်နနန်ပြင်းဆပ်လာရီအလုံးထည့်ပြီးပြီဆိုတော့ကျမတို့တုတ်ချရအောင်နော်မမွေးလေးနဲ့စီချက်ထိထားတော့လေချက်တွန်ဖြူစီချက်ထိထားတော့အရင်မွေးရကဲဒါလေးနဲ့ထမင်းစားပါမယ်စားပါတော့မယ်နွေရာတီနေပူပူထဲမှာတလူမျိုးတုတ်စားအရင်ကိုစားကောင်းလောက်စားကြည့်ကြရအောင်နော်ချစ်ဆုံးတော့တကယ်ကိုစားကောင်းလို့ပါဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်